ဒါကဘင်တူရောင်မှာပေါပေါနဲ့ရတဲ့ဝက်ဝမ်ကြောင်မှာဝက်ဝမ်ကြောင်နဲ့အေယာမရကွန်ရော့နော်ထားတဲ့ပုံပေါက်ပေမဲ့ဒီအရာရီတွေကတခုမှမဟုတ်ပါဘူးဒီတရဝါဟာသူ့ရဲ့ကိုယ်ပိုင်အမျိုးအစားထဲမှာပါဝင်ပြီးရှည်လျားတဲ့အဖြူရောင်မုတ်စိမ်မှွေထူထဲတဲ့အနက်ရောင်အမွှေးနဲ့ခိုင်မာတဲ့စုပ်ကင်နိုင်တဲ့အမီးရှိပါတယ်ဘင်တူရောင်ဟာတစ်ပင်ထိပ်တွေမှာအသက်ရှင်ဖို့အတွက်ပြည့်စုံစွာတည်ဆောက်ထားပါတယ်အဲ့ဒီအမီးဟာပင်စမအကိုင်းအခက်တွေကြားမှာရစ်ပတ်ပြီးဟန်ချက်ညီအောင်ထင်းသိမ့်ပေးပါတယ်မြေပြင်ထက်မြင့်မားစွာရွေလျားနေချိန်မှာဘင်တူရုံဟာနေရောညပါတက်ကြွပြီးအစာအထွတ်တစ်တော်ပင်တွေကိုခီးဖြီးချင်းစူးစမ်းပါတယ်၎င်းဒီအသားစားတရဝါဖြစ်တော်လဲအသီးအနှံ့ကိုအကြိုက်ဆုံးဖြစ်ပါတယ်အကျူးသဖြင့်တဖန်ဒီ၎င်းဒီအင်းဆက်ပိုးမွားများငှက်ဥများနဲ့တင်းငယ်သောတရိษံများကိုလည်းစားသုံးပြီးတိတ်ဆိတ်စွာတောင်တနေစဉ်အတွင်းတွေ့ရှိသမျှကိုယူပါတယ်